ဒီနေ့တော့ကျွန်တော်ရဆိုမိမှာကောင်းကောင်းနားယူပြီးလှုပ်ရှားလေးလေးလုပ်ပြီးတော့ဘလော်လေးရိုက်ဖို့မှုဝင်နေတာနဲ့ဘလော်ရိုက်ရင်လည်းခဏနေငယ်ကိုသွားလုပ်ပါမယ်မသွားခင်ပြန်လာရင်စုံခန်းဖွာရလေးရင်ရှင်းရပါတယ်အပြင်မှာအင်းနေတော့နိုင်မထွက်ချင်ပေါ်လေလေးဝင်ပြီးမှထွက်ပါစပိန်ထုတ်ပြီးတော့လမ်းအသွဲသွဲမီးပွိုင်အထက်ထက်ကိုဖြတ်ပြီး9မိနစ်လောက်စပိန်နေလိုက်ပါလေအမေအလုပ်ထဲမှာရုပ်တည်နေပြီပါပေါ့ချမ်းလာနေပါဘူးကျွန်တော်စောင့်နေပါတယ်ခါနေအောင်နဲ့ได้ค่ะแล้วชอบทีนี้ทีโดนน่ะทีโดนน่ะจักคู่แก้วคู่จ้ะไม่ได้ยาเนี่ยแค่มันมาปาใจไม่ได้แบบตัดๆแต่ช้าน่ะก็มาช้าน่ะဘိုက်တာလို့ပေါက်စီစားခြင်းပေါက်စီရလားသူဆိုင်ရမှာလားแล้วเป็นอีရှိလားကြည့်ရအောင်အားစားမှာကြည့်တော့စားအာမသိဘူးလေဘတာထည့်ထားတယ်ပေါ့။ဒါက cheese ထည့်ထားတယ်ပေါ့လား။ဆိုကောင်းတယ်လို့မဟုတ်ပါဘူး။ဘေကသူ့ရဲ့အလုပ်မှာဖြစ်ပုံချစ်ဆုံးကနေစပြီးတော့ပြောပါတော့တယ်။ပြီးတော့ကျွန်တော်တို့ဝင်လိုက်ပါတယ်။ဈေးမွေကြီးကိစ္စလေးရင်ရှင်းပါတယ်။ဒီဟာမှချင်းချက်တော့လို့ကောင်းမှကြက်မဆိုင်တော့။မုံညင်းရွက်ပါ။အေးလေဒါကကြက်မဆိုင်ဘူး။အရွက်ပြဿနာဖြစ်ရှင်းပြီးသူ့ကျင်တိုင်းနောက်ဆုံးအရွက်ကိုယူလိုက်ပါတယ်။ရှဲချက်ကျွေးမယ်တဲ့အသားလဲဝင်မနှက်ဖြန်တော့မိမိကိုပြပြနေတာပါဒီညတော့ထမင်းစိတ်ထားလို့အိမ်သားမှာလို့ဆွဲလိုက်ရတယ်ဒါပါပဲ